ငလင်တန်ကြောင့်စက်ရုံရဲ့အနုမြူတပ်ပေါင်းဖို့ရီယတာ1ကိုအေးပေးနေတဲ့အေးခံပိုက်လိုင်းနဲ့အကုန်အကွဲပြီးအရေတွေရုပ်စိတ်ကုန်ပါတော့တယ်။ဤပညာခန်းထဲမှာလည်းအလန်းတန်တွေစူညံသွားပြီးအပူချိန်နဲ့ဖိအားတွေအထိမ့်မရသိမ့်မရတက်လာပါတော့တယ်။ဒီအခြေအနေမှာအစ်စ်ရောက်လာတဲ့စက်ရုံညွှန်ကြားမှုကနားမလဲပဲဖိအားတွေရှော့ချဖို့ပိတ်ထားတဲ့ဘားတွေကိုဖွင့်ခိုင်းပါတော့တယ်။ဒါပေမဲ့ပိုက်လိုင်းတွေပိတ်ဆို့နေတာကြောင့်စက်ရုံတွေကအလုပ်သမားတွေဟာတက်ရောင်ကြီးတင်မှုခံပြီးအထဲကိုကိုယ်တိုင်တွားဖွင့်ရမယ့်အခြေအနေဖြစ်လာပါတော့တယ်။တစ်ချိန်တည်းမှာပဲဂျေဟော့ကတက်ရောင်ကြီးတင်ပြီးဒဏ်ရာရလာတဲ့လုတ်ဖော်ကိုင်းမများကိုတွေ့ကာအသိကဒဏ်ရာတစ်ခုမြင်အောင်လာပါတော့တယ်။အဲ့ဒီနောက်အလုတ်ကထွက်ပြီးချက်ချင်းအိမ်ပြန်မှုတငယ်ချင်းတွေကိုပြောနေချိန်တငယ်ချင်းဖြစ်သူမှမပြန်နိုင်ကြောင်းသူတို့ကဒီနေရာကိုပြုတ်ပြင်ပြီးကာကွယ်ပေးရမှာဖြစ်ကြောင်းပြောပြီးထွက်သွားပါတော့တယ်။အဲ့ဒါကြောင့်ဂျေရော့လည်းသူ့တငယ်ချင်းတွေနဲ့သူဘာကာကွယ်ရေးပစ္စည်းမှမပါပဲအသက်အန္တရာယ်ကြားတွားရောက်ကူညီဖို့ဖြစ်လာပါတော့တယ်။အခြေအနေဒီလောက်ဆိုးနေတာတော့မှအပြင်ကဝန်ကြီးချုပ်ကတနိုင်ငံလုံးရုံးရင်းဆက်ကဖြစ်ကုန်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့တမရစီသတင်းအမှားတွေပို့နေတော့မှအခြေအနေကိုထိန်းချုပ်နိုင်ပါပြီလို့လိန်ပြောနေတဲ့အချိန်မှာပဲဟန်ပြောရှိနေထိုင်သူတွေဟာပြောင်းရွှေ့နေကြပြီဖြစ်ပါတယ်။